မင်္ဂလာပါရှင် easy pan မီပါဒီနေ့မှာတော့မီတို့တိုးဘူးလေးတုပ်စားပါမယ်တိုးဘူးတုပ်ဖို့အတွက်တိုးဘူးမှုံ150 gram ကိုရေလီ900 ml လောက်ထည့်ပါမယ်ရေ900 ml ကိုမီကနည်းနည်းချင်းစီခွဲပြီးတော့ထည့်မှာပေါ့နော်အရင်ဆုံးတစ်ဝက်လောက်ထည့်ပြီးသွားရင်မီတို့ကအရင်ဆုံးတိုးဘူးမှုံနဲ့သားတဲ့ကြအောင်မှွေပြီးတော့စကားလေးနဲ့စစ်လိုက်ပါမယ်ပြီးရင်ကျန်တဲ့တစ်ဝက်ကိုလည်းထပ်ထည့်လိုက်မယ်ပြီးရင်စနွင်းလေးအနှဲငယ်နဲ့စားလေးအနှဲငယ်ထည့်ပါမယ်ဒါလေးတွေတေချာလေးနှံ့သွားအောင်မှွေပြီးသွားပြီဆိုလို့ရှိရင်တော့မေတို့ကတိုးဘူးလေးစားကြိုလို့ရပါပြီတိုးဘူးစားကြိုပြီဆိုရင်တော့မေတို့ကမီးလေးအေးလေးနဲ့ကြိုပြီးတော့တောက်လျှောက်လေးမှွေနေရပါမယ်တူးသွားတက်လို့ပါမှွေနေရင်လည်းဒါမျိုးဖြစ်လာပြီဆိုရင်မေကစီလေးနှင်းငယ်လေးထည့်ပါတယ်စီနဲ့တိုးဘူးနဲ့တသားတည်းဖြစ်သွားတဲ့အထိထပ်မှွေပြီးသွားလို့ရှိရင်တိုးဘူးလေးရသွားပါပြီအေးခံမဲ့ခွက်ထဲမှာစီလေးနဲ့ငယ်တုပ်ပြီးတော့ခုနကကြိုထားတဲ့တိုးဘူးလေးကိုလောင်းချလိုက်ပါမယ်။မျက်နှာပြင်လေးညီညာအောင်ညှိပြီးသွားပြီဆိုလို့ရှိရင်တော့ plastic wrap လေးနဲ့အုပ်ပြီးတော့မေတို့ကတနားခွဲလောက်အေးခံပါမယ်။တိုးဘူးတုပ်ထဲမှာထည့်စားဖို့အတွက်ကော်ဖီနဲ့တခွားသီးလေးနဲ့လည်းလှီးထားပါတယ်။တနားခွဲလောက်ကြာလို့တိုးဘူးလေးကအကုန်လုံးအေးသွားပြီဆိုလို့ရှိရင်မေတို့ကတိုးဘူးလေးကိုလှီးပါမယ်လှီးရဲ့အခါမှာမေကတော့ခက်သေးသေးလေးလှီးထားပါတယ်တိုးဘူးလေးတွေလှီးပြီးသွားပြီဆိုလို့ရှိရင်တော့မေကဒီမှာဂေါ်ဘီနဲ့ခုနကလှီးထားတဲ့တခွားသီးလေးနဲ့ကိုထည့်လိုက်ပါမယ်တိုးဘူးတုပ်တွေမေကအချင်ကိုမကြီးရေ ready made အနှစ်ကိုပဲသုံးထားပါတယ်အဲ့ဒါလေးကိုမေကထမင်းစားစောနဲ့3စုံလောက်ထည့်လိုက်ပါတယ်တိုးဘူးတုပ်ကလေးမကြီးရည်နဲ့အလိုက်ဆုံးပဲပေါ့နော်ပြီးသွားရင်မေတို့ကငါးငပြားလေး2စွန်းလောက်ထည့်ပါမယ်ပဲမှုန့်လေး1စွန်းလောက်ထည့်ပါမယ်ပြီးရင်အသားမှုန့်လေး1စွန်းလောက်လည်းထည့်လိုက်ပါတယ်ငရုတ်သီးမှုန့်ကိုတော့မေကဒီမှာ2စွန်းလောက်ထည့်ထားပါတယ်နောက်ဆုံးမှာစက်တုံဖြူနီနဲ့ချက်ထားတဲ့စီချက်လေးကိုခက်မြများလေးထည့်လိုက်ပါမယ်အစာတွေအားလုံးစုံသွားပြီဆိုရင်တော့တေချာလေးနေပေးဖို့ပဲလိုပါတော့တယ်ဒါဆိုရင်တော့မီတို့ရဲ့အရသာရှိပြီးစားလို့အရန်ကောင်းတဲ့တိုးဘူးတုပ်လေးရသွားပါပြီတိုးဘူးတုပ်ကလေးပဲနဲ့အဓိကလောက်ထားဖြစ်တဲ့အတွက်ကြောင့်အာဟာရလည်းပြည့်ဝတယ်စားလို့လည်းကောင်းတယ်ပေါ့နော်ဒါကြောင့်မင်းနဲ့အတူတူလိုက်လုပ်စားကြည့်ပါအောင်နော်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်